ဒီ review ရဲ့ product လေးတွေကပေးရတဲ့ဈေးနဲ့ရောသုံးရတဲ့ quality နဲ့ရောဒါတက်နေပေါ့နော်။ခေါင်းချုပ်ပြီးတော့ကိုယ့်ရဲ့စပင်းရောင်လေးကလေးလေးပြီးတော့တကယ်ကို ease ဆက်နေရပဲပေါ့နော်။ဒီပြင်သစ် brand reviewer ထုတ်တဲ့ glow drops လေးတွေကပေးရတဲ့ဈေးကလည်းတော်တော်လေး affordable ဖြစ်တယ် result ထွက်လာတာကြီးကလည်းလုံးဝ Europe brand ပြီးသားတယ် quality လည်းတော်တော်လေးကောင်းတယ်ယူပါတော့တော်တော်လေးသဘောကျတယ်ဒီ reviewer လို့ခေါ်တဲ့ Europe brand လေးကလေ quality လည်းကောင်းတယ်ဈေးလည်းတန်တယ်အမဆိုရင်သပင်သားရှည်လာအယောင်လုံးဝမကျသွားဘူးကွာ shiny hair လေးကိုဖြစ်နေရောပဲဒီလို review တွေနဲ့လူပြောများနေတဲ့ review ဆိုတာကဘာလဲဘယ်လိုဆိုင်ခွဲတွေမှာဝယ်လို့ရလဲဒီမိခွန်းနေရဲ့အဖြေကတော့ review ဆိုတာက skin care ingredient အနေနဲ့ပတ်သက်လို့ရှိရင်တင်းကျပ်လွန်လာတဲ့ EU region မှာထုတ်လုပ်ထားတဲ့ brand လေးတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့စိတ်ချလက်ချနဲ့သုံးစွဲနိုင်ပါတယ်နော်skin care တွေအပြင်ရှမ်ပူကနေစပြီးတော့ eye cream, neck cream တွေအထိစုံနေအောင်လို့လည်း review ရနေပြီးတော့ထွက်ရှိထားပါသေးတယ်။ဒါတွေအကုန်လုံးရဲ့ဈေးနှုန်းလေးတွေကတော့1000ကျော်ကနေပြီးတော့2000ဝန်းကျင်အထိပဲရှိတာမို့လို့အရေးသေးကောင်းမွန်တဲ့ EU brand လေးကိုတကယ်တမ်းတဲ့ဈေးနှုန်းလေးတွေနဲ့ဝယ်ရရှိနိုင်မှာပဲဖြစ်ပါရဲ့နော်။ဒါကြောင့်လည်း review ကအခုလိုမျိုး review ကောင်းနေအများကြီးရရှိထားပြီးတော့လူကြိုက်များနေရပါပေါ့။ review ရဲ့ product လေးတွေကိုဝယ်ရရှိချင်တယ်ဆိုလို့ရှိရင်တော့ကိုနဲ့နီးစရာ medical ဆိုင်ခွဲလေးတွေမှာလည်းဝယ်ရရှိနိုင်ပါပြီနော်။